လောကဲသောဆက်စုတစ်တခုကမေပြင်းမင်းထက်တို့လက်ထားခဲ့ကြသည်သူတို့၏အိမ်တော်ရေးသည်ပါခင်းတော်လမ်းမဟုတ်ခဲ့တော့လဲတစ်ဦးကိုတစ်ဦးယုံကြည်မှုဖြစ်တည်ဆောက်ခဲ့ကြသည်ဆယ်တစ်ပြစ်တစ်ပတ်လည်နေ့တွင်မေသည်သူတို့၏ချစ်ချင်းမေတ္တာကိုဂုဏ်ယူစွာဖြင့်ထိရှုနေခဲ့သည်သို့တော့ကံကျမသည်ရက်ဆက်တတ်သည်ဒီနေ့တွင်မေသည်မင်းထက်၏ဖုံးထက်တိုင်မမျှော်လင့်ထားသောစာတို့များကိုတွေ့ရှိခဲ့သည်ထိုစာများကမင်းထက်၏ဖောက်ပြန်မှုကိုသက်သေပြနေသည်မင်း၏ကဘာတစ်ခုလုံးပြိုလဲသွားတဲ့ကဲ့သို့ခါစားလိုက်ရပြီးရင်ထဲတွင်မိဆိုင်ကြီးတစ်ခုတောက်လောင်လာခဲ့သည်ဒေါသတကြီးအော်ဟစ်ဆဲဆိုရန်စိတ်ကူးမိတော်လဲမေသည်အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်သူမသည်မိမိကိုတည်ငြိမ်အောင်ထိန်းချုပ်လိုက်သည်အမုန်းကိုအမုန်းဖြင့်တုံ့ပြန်ပြီးအိမ်တော်ရေးဟူသောအဆောက်အအုံသည်ပြာကျသွားမည်ကိုသူမသိနေသည်ထိုအချိန်တွင်သူတို့၏သမီးလေးသုံးသည်အခန်းထဲသို့ပြေးဝင်လာပြီးမိကိုဖက်လိုက်သည်သမီးလေး၏အပြစ်ကင်းသောအပြုံးကိုမြင်လိုက်ရသောအခါမေသည်ပို၍ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုချလိုက်သည်သူမသည်ဤမိသားစုကိုပြိုကွဲခွင့်မပေးနိုင်ပေညနေတွင်မင်းထက်အိမ်ပြန်ရောက်လာသည်မေသည်ဒေါသတကြီးရန်မရှာဘဲထမင်းစပွဲတွင်တည်ငြိမ်စွာစောင့်နေခဲ့သည်သူမ၏တည်ငြိမ်မှုသည်မင်းထက်ကိုအံ့အားသင့်စေခဲ့သလိုတစ်ဖက်တွင်လည်းသူ့ကိုပို၍လက်ပြမလုံဖြစ်စေခဲ့သည်မေသည်မင်းထက်ကိုအရာအလုံးသိထားကြောင်းအေးဆေးစွာပြောပြခဲ့သည်ကျမရှင်နဲ့ရန်မဖြစ်ခြင်းဒါပေမဲ့ကျမတို့မိသားစုကိုတော့အဆုံးရှုံးမခံနိုင်ဘူးသူမကဆိုသည်သူမ၏စကားလုံးများတွင်အမုန်းတရားမပါဘဲလင်းနဲ့သောမေတ္တာသာပါဝင်နေသည်မင်းထက်သည်မိမိ၏အမကိုနားလည်သွားပြီးနောင်တကြီးစွာရခဲ့သည်မင်း၏တည်ငြိမ်မှုထက်ခွင့်လွှတ်မှုသည်သူ့ကိုအကြီးမားဆုံးသောသင်ခန်းစာပေးလိုက်တဲ့ကဲ့သို့ပင်သူသည်မင်းရှိတွင်ဒုထောက်ကခွင့်လွှတ်ပါရန်တောင်းပန်ခဲ့သည်ထိုနေ့မှစ၍မင်းထက်သည်မိသားစုအပေါ်ပို၍ဂရုစိုက်လာခဲ့သည်မေသည်လည်းအတိတ်ကိုပြန်မလှန်ပဲရှေ့ဆက်ရမည်အနာဂတ်အတွက်သာအာရုံစိုက်ခဲ့သည်သူမသည်အိမ်တော်ရေး၏အကြောင်းများကိုမေတ္တာဖြင့်ပြန်လည်ဖာထေးခဲ့သည်အိမ်တော်ရေးဆိုသည်မှာခံတတ်တစ်ခုကဲ့သို့ပင်ရန်သူကအပြင်ကလာသည့်ထက်အတွင်းကပြိုပြက်ခြင်းကပို၍ကြောက်စရာကောင်းသည်မေသည်ထိုခံတတ်ကိုဒေါသဖြင့်မဟုတ်ဘဲတည်ငြိမ်ခြင်းဖြင့်မေတ္တာဟုသောလက်နက်များဖြင့်ပြန်လည်တည်ဆောက်ခဲ့သည်ယခုအခါမေတို့မိသားစုသည်ယခင်ကထက်ပိုမိုခိုင်မြဲသွားခဲ့ပြီဖြစ်သည်အခက်အခဲများကိုတည်ငြိမ်စွာရင်ဆိုင်ခြင်းသည်ပြဿနာကိုဖြေရှင်းနိုင်သည့်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းမေသည်လူကြီးများအားလုံးကိုသက်သေပြခဲ့သည်